ညတန်းကောင်ရံမှာနိုးနေတာလားမပြီးဆုံးနိုင်တဲ့ကတွေးတန်တရားတွေမဖြစ်လာသေးတဲ့ပြဿနာတွေအတွက်ကြိုတင်ပူပန်မှုတွေကတင်းရဲ့ငြိမ်းချမ်းမှုကိုခိုးယူနေပါပြီတင်းဟာစိတ်သက်ပြုတ်ညံ့နေသူမဟုတ်ပါဘူးလေးကျင့်မထားတဲ့စိတ်အလေးချင်းတစ်ခုထဲမှာပိတ်မိနေတာယုံတင်ပါဒီနေ့မှာတော့နှစ်ပေါင်းထောင်ကြီးထက်တန်ရှိပြီးလူတန်းပေါင်းများစွာကိုကယ်တင်ခဲ့တဲ့ဗုဒ္ဓအဆုံးအမ6ခုကိုမျှပြီးပေးသွားပါမယ်အဆုံးအမจิตလက်ရှိအခိုက်အတန့်စီတို့ပြန်လာခြင်းအတွေးတွေကတင့်ကိုမနေ့ကဒါမှမဟုတ်မနေ့ဖြန်စီကိုဆွဲခေါ်သွားတတ်ပြီးမြဲအေးချမ်းမှုကအခုဆိုတဲ့အချိန်မှာပဲရှိပါတယ်ပကံစင်းနေချိန်မှာရေရဲ့အပူအေးနဲ့အထီးတွေကိုပဲအာရုံစိုက်ကြည့်ပါလက်ရှိအခိုက်အတန့်မှာအသက်ရှူနေတဲ့ဘီးကင်းနေတဲ့ဆိုတာကိုသိမြင်လိုက်တာနဲ့စိတ်လိုက်နေငြိမ်သက်တော့ပါလိမ့်မယ်အဆုံးအမနဲ့အတွေးများကိုအစွဲလမ်းမထားခြင်းအတွေးတိုင်းကိုလိုက်မယုံပါနဲ့အတွေးဆိုတာအမှန်တရားမဟုတ်ပဲစိတ်မှာဖြစ်ပေါ်တဲ့ဖြစ်စဉ်တစ်ခုသာဖြစ်ပါတယ်အတွေးတွေဟာကောင်းကင်မှာလွင့်နေတဲ့တိမ်တွေလိုပါပဲလာပြီးရင်ပြန်သွားခွင့်ပြုလိုက်ပါစိုးရင်စိတ်ဝင်လာရင်ဒါဟာအမှန်တရားမဟုတ်ပဲအတွေးတစ်ခုပဲလို့သတိထားကြည့်ပါဆုံးမ3အနိစ္စမမြဲခြင်းတရားအရာအလုံးဟာပြောင်းလဲနေပါတယ်တင်းရဲ့အခုဖြစ်နေတဲ့စိုးရင်စိတ်ဟာလည်းထာဝရမတည်မြဲပါဘူးအရာအလုံးဟာပြောင်းလဲသွားမှဖြစ်ပြီးဒါဟာလည်းကုံဆုံးသွားမှလဲဆိုတာကိုသိမြင်ခြင်းကစိတ်ကိုပေါ့ပါစေပါတယ်အဆုံးအမ4ကိုယ်စိတ်ကိုအပြစ်မတင်ခြင်းအတွေးများနေလို့ကိုပြန်အပြစ်တင်ကဟာစီးရဲဒုက္ခကိုနှုတ်ထက်ကွမ်းထီစေပါတယ်ကိုယ်စိတ်ကိုစီရင်ချက်မချပါနဲ့လှိုင်းထနေတဲ့ရေပင်ကိုစောင့်ကြည့်သလိုမျိုးတင်းစိတ်ကိုနူးညံ့စွာစောင့်ကြည့်ပေးပါအဆုံးအမ9ဇလန်းများကိုရိုးရှင်းအောင်လုပ်ခြင်းကျွန်ုပ်တို့ရဲ့စိတ်ဟာအဖြစ်အပျက်တွေအပေါ်မှာမလိုအပ်တဲ့ဇလန်းတွေဆင်တတ်ပါတယ်တငယ်ချင်းကစာပြန်မပို့ရင်သူငါ့ကိုမခင်တော့ဘူးလို့တွေးမဲ့စားသူစာမပြန်သေးဘူးဆိုတဲ့အမှန်တရားမှာပဲရက်တန်လိုက်ပါအဆုံးအမ6ကိုကျင်နာမှုရှိခြင်းတင်းစိတ်ဟာတင့်ကိုကာကွယ်ဖို့ကြိုးစားနေတာဖြစ်လို့သူ့ကိုရန်သူလို့မတတ်မှတ်ပါနဲ့အိယာမဝင်ခင်မှာရင်ဘတ်ပေါ်လက်တင်ပြီးငါအကောင်းဆုံးလုပ်ခဲ့ပြီးငါဘေးကင်းတယ်လို့ကိုပြောပေးပါအတွင်းစိတ်အေးချမ်းမှုဆိုတာအတွေးတွေလုံးဝမရှိတော့တဲ့အခြေအနေမဟုတ်ပါဘူးအတွေးတွေကတော့လာနေအောင်မှာပါပဲဒါပေမဲ့အဲ့ဒီအတွေးလိုင်းတွေထဲမှာမနစ်မတွားပဲကမ်းခြေကနေအေးအေးဆေးဆေးစောင့်ကြည့်နိုင်တဲ့စွမ်းရည်ကိုပဲငြိမ်ချမ်းမှုလို့ခေါ်တာပါဒီနေ့ကဆက်ပြီးတင့်ကိုတင်ပြန်ပြောပြပါငါဟာငါရဲ့အတွေးတွေမဟုတ်ဘူးငါဟာအဲ့ဒီအတွေးတွေကိုစောင့်ကြည့်နေတဲ့အတိစိတ်ပဲလို့ညအိယာဝင်ခင်မှာလဲတင်းရဲ့ရင်ဘတ်ပေါ်လက်ကလေးတင်ပြီးကိုကျင်းနာစွာနှုတ်ဆက်လိုက်ပါဒီနေ့အတွက်ငါအကောင်းဆုံးစူးစမ်းခဲ့ပြီးငါစိတ်ကိုငါအနာပေးတော့မယ်ငါဟာဘေးကင်းပါတယ်အေးချမ်းမှုဆိုတာအဝေးကြီးမှာမဟုတ်ပါဘူးအခုတင်ရှူလိုက်တဲ့အသက်ရှူတန်းထဲမှာအခုရှိနေတဲ့အခိုက်အတန့်လေးထဲမှာပဲရှိနေတာပါဒီဗီဒီယိုလေးကတင်းရဲ့မွန်းချက်နေတဲ့စိတ်ကိုအလင်းတစ်ခုပေးနိုင်ခဲ့တယ်ဆိုရင်တခြားသောပိတ်မိနေသူတွေစီရောက်သွားအောင်လိုက်ပေးပြီးမျှဝေပေးခဲ့ပါဒီအဆုံးအမ6ခုထဲမှာဘယ်အချက်ကတင်းနှလုံးသားကိုအထီးတွေ့ဆုံးလဲဆိုတာကိုလည်းကောမန်မှာရေးပေးခဲ့ပါအောင်ကျွန်တော်တို့အားလုံးဒီငိမ့်ချမ်းတဲ့လမ်းစဉ်ပေါ်မှာအတူတူရှောင်လန်းကြပါမယ်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အားလုံးပဲအတွေးလောင်အိမ်မှလွတ်မြောက်ပြီးအေးချမ်းတဲ့ညချမ်းလေးတွေကိုပိုင်ဆိုင်နိုင်ကြပါစေ